တန်တရားခီးတဲ့ချမ်းတော်မှာဓမ္မမိတ်ဆွေပေါင်းတို့ခမညာဂေါတမဗုဒ္ဓမြတ်စွာဘုရားရှင်တက်ရှိထင်ရှားရှိစဉ်ခါကလူသိနေသောကပိလဝတ်တိုင်းပြည်ဖြစ်စည်းခံရခြင်းအကြောင်းကိုတင်ဆက်ပေးသွားပါမယ်။ရှေးလွန်လေပြီးသောအခါအိန္ဒိယမြောက်ပိုင်းဟိမဝန္တာတောင်ခြေကတာကီဝင်တို့ရဲ့နေပြည်တော်ကပိလဝတ်ဟာစီပင်ဝပြောလွန်းလာပါတယ်။တာကီဝင်မင်းမျိုးတွေဟာသူတို့ရဲ့တွင်းတော်မှာကိုအလွန်မင်းစိုးရိမ်ကြပြီးမမာနကြီးကြသူတွေပါတနေ့မှာတော့အင်အားကြီးတဲ့ကောသလတိုင်းပြည်ကပတိနဒီကောသလမင်းကြီးဟာတာကီဝင်မင်းမျိုးတွေနဲ့ဆွေမျိုးတော်ချင်းတဲ့အတွက်တာကီဝင်မင်းသမီးတစ်ပါးကိုဆက်တဖို့တောင်းဆိုလိုက်ပါတယ်တာကီဝင်မင်းတွေဟာအကြက်ရိုက်သွားပါတယ်ကောသလမင်းကိုအမျက်မထွက်စေချင်ပေမဲ့သူတို့ရဲ့တန့်စင်တဲ့သွေးကိုလည်းမနှောချင်ကြဘူးလေဒီမှာတဲ့မဟာနန်မင်းကြီးကသူ့ရဲ့ကျမအစီခံမနာမည်ကျော်အလှပိုင်ရှင်နာဂမုံနာနဲ့ရထားတဲ့သမီးတော်ဝါဒအခတ္တိယကိုမင်းသမီးအစ်စ်ဖြစ်ဟန်ဆောင်ပြီးဆက်တလိုက်ပါတော့တယ်ဒီရုပ်ဝက်ချက်ကိုဘယ်သူမှမသိပဲဝါဒခတ္တိယဟာကောသလမင်းရဲ့မိဖုရားခေါင်ဖြစ်လာခဲ့ပြီးဝိတုပဆိုတဲ့သားတော်လေးကိုဖွားမြင်ခဲ့ပါတယ်ဝိတုပမင်းသားလေးအရွယ်ရောက်လာတဲ့အခါသူ့ရဲ့ဦးလေးတော်သူတွေရှိရာကပိလဝတ်ပြည်ကိုအလဲသွားဖို့တောင်းဆိုပါတယ်တာကီဝင်တွေဟာအစီခံမရသားလာတာကိုမနစ်မြို့ပေမဲ့လက်ခံလိုက်ရတယ်ဒါပေမဲ့ဝိတတုပပြန်သွားတဲ့အခါမှာတော့သူထိုင်ခဲ့တဲ့နေရာကိုတာကီဝင်တွေကအစီခံမရသားထိုင်သွားတဲ့နေရာလို့ကဲ့ရဲ့ပြီးလူရည်တွေနဲ့စီကြောကြပါတယ်အဲ့ဒီအချိန်မှာဝိတုပရဲ့ရဲမတ်တယောက်ကမိကြံခဲ့တဲ့လက်နက်ကိုပြန်ယူရင်းဒီဖြစ်ပျက်ကိုမြင်သွားပြီးဝိတုပကိုအမှန်တိုင်းပြန်ပြောပြလိုက်ပါတယ်ဝိတုပဟာဒေါသအမျက်ချောင်းချောင်းထွက်ပြီးအခုမင်းတို့ကငါထိုင်ခဲ့တဲ့နေရာကိုလူရည်နဲ့ဆေးကြတယ်ပေါ့ကောင်းပြီတနေ့ကျရင်ငါကမင်းတို့ရဲ့ရင်ဘတ်သွေးနဲ့အဲ့ဒီနေရာကိုပြန်ဆေးပြမယ်လို့ကျိန်းဝါပြီးကောသလပြည်ကိုပြန်သွားပါတော့တယ်အချိန်တန်လို့ဝိတုပမင်းဖြစ်လာတဲ့အခါမှာတော့ငယ်စဉ်ကအညှိုးတေးကိုလက်စားချေဖို့ကပိလဝတ်ပြည်ကိုစစ်ချီပါတယ်မြတ်စွာဘုရားရှင်ဟာဒီအဖြစ်ကိုသိမြင်တော်မူတဲ့အတွက်ကပိလဝတ်ပြည်အဝင်လမ်းဘေးကတစ်ပင်၆ကြီးအောက်မှာတွားရောက်တတ်ပဲစွာတည်င်းသုံးနေခဲ့ပါတယ်ဝိတုပမင်းရောက်လာတဲ့အခါအရှင်ဘုရားအရေးကောင်းတဲ့တစ်ပင်ကြီးတွေရှိပါလျက်နဲ့ဘာလို့ဒီတစ်ပင်၆အောက်မှာထိုင်နေတာလဲလို့မေးတဲ့အခါဘုရားရှင်ကမင်းကြီးဆွေမျိုးတို့ရဲ့အရေးဟာတခြားအရေးတွေထပ်ပိုပြီးအေးမြပါတယ်လို့မိန့်ကြားလိုက်ပါတယ်ဝိတုပလည်းဖះရှင်ကိုကြောက်ရွံ့အားနာတာကြောင့်စစ်တပ်ကိုပြန်လှည့်သွားပါတယ်ဒီလိုနဲ့၃ချိန်တိုင်ဖះရှင်ကတားဆီးပေးခဲ့ပေမဲ့တာကီဝင်တွေရဲ့အတိတ်ကံဝေကျွေးကကြီးမားလုံးနေပါပြီးစတုထအချိန်မှာတော့ဖះရှင်ဟာတာကီဝင်တို့ရဲ့အတိတ်ကကံအတွင်းကိုအစိတ်ခတ်ခဲ့တဲ့ကံကြမ္မာကိုသိမြင်တော်မူတာကြောင့်ရှေ့ကတော်မတာတော့ပါဘူးဝိတုပရဲ့စစ်တပ်ဟာကပိလဝတ်ပြည်ကိုချင်းနှင်းဝင်ရောက်ပြီးမြင်မြင်သမျှတာကီဝင်တွေကိုအကျဉ်းတရားမရှိတက်ဖြတ်ပါတော့တယ်တာကီဝင်တွေဟာငါတို့ဟာဖះမျိုးတွေဖြစ်တဲ့သူတစ်ပါးကိုပြန်မတတ်ဘူးဆိုတဲ့ဝါဒနဲ့မျက်ပင်တွေကိုကိုက်ပြီးအရှုံးပေးကြပေမဲ့ဝိတုပကတော့မညာတာခဲ့ပါဘူးသူဟာကလေးလူကြီးမိမမချန်တက်ဖြတ်ပြီးတာကီဝင်တွေရဲ့တွေးနဲ့သူငယ်စဉ်ကအဆက်ခွဲခံခဲ့ရတဲ့နယ်မြေကိုဆေးကြောခဲ့ပါတယ်ဒီစစ်ပွဲမှာမဟာနန်မင်းကြီးကတော့သူ့ရဲ့ဆွေမျိုးတွေကိုကယ်တင်ဖို့ဝိတုပစီမှာခွင့်တောင်းပါတယ်ငါရေထဲကိုငုတ်နေတဲ့၍ငါဆွေမျိုးတွေကိုပြေးခွင့်ပေးပါလို့တောင်းဆိုပြီးရေထဲငုတ်သွားပါတယ်ဒါပေမဲ့မဟာနန်မင်းကြီးဟာရေအောက်မှာသူ့ရဲ့စပင်တွေကိုတင်းမြင့်နဲ့ချီနှောင်ပြီးကိုအဆုံးစီရင်သွားခဲ့ပါတယ်။ဆွေမျိုးတွေပေါ်ထားတဲ့မေတ္တာကြောင့်သူဟာရေပေါ်ကိုပြန်မတက်လာတော့တာပါ။ဒါပေမဲ့ဝိတုပရဲ့ရက်စက်မှုကအဆုံးသတ်မှာသူ့စီကိုပဲပြန်လှည့်လာပါတယ်။ကပိလဝတ်ကိုဖျက်ဆီးပြီးအပြန်လန်းမှာအစီရဝတီမြစ်တောင်ပြင်မှာစခန်းချနားနေကြပါတယ်။အဲ့ဒီညမှာပဲမိုးကြီးလေကြီးကြပြီးမြစ်ရေရှမ်းတက်လာကဝိတုပနဲ့တကွသူ့ရဲ့စစ်တီတော်အားလုံးဟာရေထဲကိုမျောပါပြီးတေးဆုံးသွားကြပါတော့တယ်။တာကီဝင်မျိုးနွယ်စုကြီးတစ်ခုလုံးဟာလည်းပျောက်ကွယ်လူနီးပါးဖြစ်သွားခဲ့ရပါတယ်။
ဒါဟာဖျားရှင်ကိုလိုတိုင်းရှိနေပါလျက်နဲ့အတိတ်ကပြုခဲ့တဲ့ကံဝေကျွေးဆိုတာဘယ်သူမှရှောင်လွဲလို့မရဘူးဆိုတဲ့တန်ဝေပြစရာသမိုင်းကြောင်းကြီးတစ်ခုပါပဲကပိလဝတ်ရဲ့ပြတ်သုံးခြင်းဟာလောကကြီးမှာမမာနာနဲ့အမုန်းတရားတွေကြောင့်ဖြစ်ပေါ်လာတဲ့အနိဋ္ဌယုံတွေထဲကအထင်ရှားဆုံးပြရုပ်တစ်ခုအဖြစ်ဒီနေ့အထိကြံ့ရင့်နေပါတော့တယ်အားလုံးပဲကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ